ဘာလေးညာရှိနေပြီခါနာနေထိုင်လို့လည်းမရထိုင်လိုက်မှချာနာတယ်ကွာဒီမှာဘူးလည်းမရှိဘူးလာအဲ့လိုပြောPC ဝယ်လို့လားဝယ်မလို့လားရတယ်ဝယ်ပတ်စံပြီးမယ်ဟုတ်လားပတ်စံက300လောက်တော့ရှိရဲ့အိမ်ပါရှိတော့ပေးလိုက်ပဲရတယ်150လောက်ပေးရမှာခုငါဘာလုပ်နေလဲဆိုတော့ဟိုကလုပ်နေရဲ့ဟာလေဒီချိန်ကလုံးမလို့ကွာခါနာနေလို့လုံးလို့မရအောင်အစင်မပြေဘူးပြင်ညာပြီးရင်မှလုံးလိုက်မယ်ဒါပဲသူများစီကဖုန်းလာနေကွာဒီချိန်ကတော့လုံးလို့ပြဝါโอเคရပါသူကမရှိဘူးရသူဖုန်းထားခဲ့